ဒီနေ့တော့ဒီအင်္ဂလိပ်ကိုမမွန်က vlog ရိုက်ခွင့်ရပြီပေါ့နော်ဒီဇိုင်းကာလာနေတာအရန်မှပြီးတော့မှအိမ်ရဲ့ရှိမှာဝါတခြားတွေနဲ့တေချာလေးဒီဇိုင်းဖန်တီးပေးတာဒီအင်္ဂလိပ်ပါဒီအင်္ဂလိပ်ကအနီးစကန်ရေချမ်းစုထဲမှာရှိတယ်အလဲကလေးကရှေ့ရက်လက်လေးဖြစ်ပြီးတော့မှဝင်လိုက်တာနဲ့ဝါဆိုတဲ့feeling မျိုးရစီမဲ့အင်္ဂလိပ်ဖြစ်ပါတယ်ရှင်ချန်ကျဲကပေ40 80အကျယ်ပေါ်မှာတိစောက်ထားပြီးတော့ဒီမှာဆိုရင် landscape area ပါတယ်ခေါ်စီးလေးက3500ပိုင်ရှင်တိုင်းရတွေ့ဆုံညီနိုင်ပါရှင်ဒီဘက်တောက်ကလေးမှာလုတ်ပေးထားတဲ့အပင်ကလေးစိုက်ထားပြီးတော့အရန်မိုက်တယ်ပေါ့နော်ပြီးတော့အပင်တွေဒီလုံးဝ indoor plants တွေကစလုံးဝအစ်စ်တွေပဲသုံးပေးထားတာဒါဆိုအနောက်မှာစိတ်ရှင်လန်းပင်တွေပေါ့နော်ကားမကင်ကနှစ်စီးအသာလေးရပြီးတော့မှဒီဘက်ချမ်းမှာဆိုရင် landscape area ကိုတီးတန့်ထပ်ထုတ်ထားတဲ့နေရာလေးတီးတန့်ပါတယ်ဒီမှာဆိုလဲဘွန်ဆိုင်ပင်နေနဲ့ဒီဘက်ချမ်းကတော့မမွန်တင်နဲ့ဝရဏနေရာလေးတီးတန့်လေးပါလာအောင်မတင်နေပေါ့နော်ဒါလေးကအိမ်ထဲမှာတင်ကိုယ့်ရဲ့အိမ်ထဲမှာတင် mini garden လေးပါတဲ့အင်္ဂလိပ်မျိုးပြပါဆိုရင်ဒီအင်္ဂလိပ်ပါဒါလေးက living room လေးဖြစ်ပြီးတော့မှမမွန်ပြောခဲ့ဘူးတယ်လေဒီနေရာလေးကအဲ့လိုအင်ရှင်ကဘာအနေနဲ့ထားမလဲမသိဘူးပေါ့နော်အဲ့လိုအဲ့တုန်းကအကျန်းတဲ့အနေထားနဲ့ပြောခဲ့ဘူးတယ်အခုတော့ landscape area အနေနဲ့ထားထားပါတယ်အဲ့တော့ mini garden အသေးစားလေးပါတဲ့အင်္ဂလိပ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်လည်း living room နေရာပါမယ်နောက်ပြီးတော့ဒီ wifi ကြိုးတွေကစအကုန်ရောက်ပြီးသားလေးဒါလေးကတော့ shrine အနေနဲ့ဖျားခန်းအနေနဲ့ထားလို့ရအောင်လို့ spacing နေရာပါတယ်အကယ်၍မထားခြင်းရင်လည်းကိုအဆင်ပြေတဲ့မှာ stabilizer တို့ဘာလို့ညာတို့ထားလို့ရတယ်ပေါ့နော်နောက်တစ်ခုကလေအိတ်ခမ်းရဲ့အဝင်ဒါအိတ်ခမ်းလေးက single ခမ်းလေးပါဒီအိမ်မှာက master အနေနဲ့တစ်ခမ်းပါတယ် single အနေနဲ့နှစ်ခမ်းပါတယ်ပေါ့နော်နောက်ပြီးတော့ဒီနေရာဆိုလို့ရှိရင်လည်းဝင်တဲ့နေရာဆိုရင်လည်း spacing နေရာကျလို့မျက်နှာကျက်ဆိုလို့ရှိရင်လည်း high မြင့်နေအဲ့တော့အခန်းထဲကိုပစ္စည်းအားတည်မယ်ဆိုလို့ရှိရင်လည်းအရန်အဆင်ပြေတယ်နောက်ပြီးတော့လေဒီ master bedroom ရဲ့အခန်း area ကျကျလုံးလုံးရှိလို့ရေဘူးရေး system တွေကစအကုန်ထည့်သွင်းပေးထားတဲ့အင်္ဂလိပ်ဖြစ်ပါတယ်ရှင်မီး system တွေကစအကုန် piping စနစ်တွေနဲ့တွားထားတယ်အိမ်မှာသုံးထားတဲ့အယောင်ကြွေပြားအယောင်တွေကစအောက်မှာခင်းထားတဲ့ကိုရီးယားပါကေးတွေကစလုံးဝအထူသားတွေသုံးပေးထားရပေါ့နော်ဒါလေးက common button WC ပါ common button WC ဆိုလို့ရှိရင်လည်းအိမ်တွင်းထဲမှာတခြားလေးထည့်သုံးထားပြီးတော့မှဒါဆိုလို့ရှိရင်ဒါမမုံတို့ဒီဖုန်းအားသွင်းတဲ့ကြိုးတွေပါညာရစထားလို့ရအောင်ပဲဖြစ်ဖြစ်ပေါ့နော်သူနေရာလေးကိုတီးတန့်လေးလုပ်ပေးထားတဲ့ idea လေးအများမိုက်တယ်ဒါလေးကဒုတိယမြောက် single bedroom ဖြစ်ပါတယ်ရှင်ဒီ single bedroom ကလည်းကြည်ကြည်လုံးလုံးရှိရယ်ဒီကနေပြီးတော့မှဆက်ပြီးထွက်လာလိုက်မယ်ဆိုရင်တော့ဒီနားလေးကလေပကြီးကားလေးတွေနောက်ပြီးတော့ indoor plants လေးတွေထားလို့ရမယ်ပေါ့နော်ဒီကြွေပြားမမွန်ဒီကြွေပြားအရောင်အရန်ကြိုက်တာအရန် luxury ဆန်တယ်လို့ခံစားရတယ်ပေါ့နော်ဒါလေးကကောင်းတာပဲစင်ပါနှစ်ပေပတ်လည်းကြွေပြားရဆိုလို့ရှိရင်လည်းခဲတွေကိုသုံးပေးထားတယ်ကိုအိမ်ဆောက်တော့မှဒီလိုကြွေပြားအရောင်လေးတွေကိုရှာသေးရသေးလားဒါလေးကအရန် luxury ဆန်တယ်လို့ခံစားရတဲ့ဒီကြွေပြားကိုအရန်ကြိုက်တယ်ပေါ့နော်ဒီမှာကတော့အဝေးလျှော်ဆက်ထားလို့ရမယ် drain system နဲ့ဒီမီးရေဘားတွေပါမယ်ပေါ့နော်ဒါအပြင်ကိုပြန်ထွက်လို့ရတယ်တကားပါမယ်ဒီဘက်ကတော့ဒီ kitchen နဲ့ dining room ကိုပေါ့နော်အပြင်ကိုအနံ့သက်တွေမထွက်အောင်လို့ဆိုပြီးကားပြီးရတကားပါမယ်ပေါ့နော်အဲ့တော့ဒီအိမ်ကလေးကိုစိတ်ဝင်စားပြီးပြင်မှာကြည့်ချင်ခဲ့ဆိုရင်မမွန်တို့ရဲ့အလင်းမြင့်ဖုန်းနံပါတ်3940609949ကိုဆက်သွယ်ဆောင်စမ်းနိုင်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်